ခန္ဓာကိုယ်ကြောင့်အလှမဲ့မဖြစ်ထိုက်ဘူးလို့ဝေဖန်နေကြပေမဲ့ Miss Universe ကိုစားပြုအလှမဲ့ဖြစ်ရွေးချယ်ခံလိုက်ရတဲ့အစောတော်ဇူလိုင်ဝင့်ထဲအားလုံးပဲမင်္ဂလာပါဗာမစ်နောင်ကနေကြိုဆိုလိုက်ပါတယ် Miss Universe အလှမဲ့ပြိုင်ပွဲကမြန်မာနိုင်ငံမှာတော့အောင်မြင်ဆုံးနဲ့လူသိအများဆုံးအလှမဲ့ပြိုင်ပွဲတစ်ခုလို့ဆိုရမှာပါဒါကြောင့်မို့လဲမင်းသမီးတွေကအလှမဲ့ဖြစ်ဖို့စ조사ကြသလိုအစောတော်တွေကလည်းတယောက်ပြီးတယောက်အလှမဲ့ဖြစ်ဖို့ရေးဟန်ချက်ညီကချီတက်ရှင်ပြိုင်နေကြတာပါအလုံးကအလှမဲ့ဖြစ်ဖို့ရေးဒို့ရေးဆိုပြီးဝင်ရောက်ရှင်ပြိုင်နေကြသလိုဒီနှစ်မှာဆိုရင်အစောတော်တွေဖြစ်တဲ့ခင်ရတနာစိုးနဲ့ဇူလိုင်ဝင့်ထဲတို့ကပါရှင်ပြိုင်လာကြတာပါဇူလိုင်ဝင့်ထဲကမြမတန်းစင်တချင်းတွေနဲ့ TikTok မှာအောင်မြင်လာခဲ့တဲ့ဆိုတော့တယောက်ပါ TikTok မှာတော့သူမကိုအားပေးကြတဲ့သူတွေအများပြားကိုရှိနေခဲ့ပါတယ်ဇူလိုင်ဝင့်ထဲကိုတချင်းမဲဆိုနေမယ်လို့ထင်ထားခဲ့ကြတာပါဒါပေမဲ့တချင်းဆိုတဲ့အရာတစ်ခုတည်းနဲ့တင်မရောက်ရနိုင်ပဲအလှမဲ့ဖြစ်ရမယ်လို့ယုံကြည်တဲ့အတွက်အလှမဲ့ပြိုင်ပွဲကိုလာရောက်ရှင်ပြိုင်ခဲ့တာဖြစ်ပါတယ်ဇူလိုင်ဝင့်ထဲက Miss Universe မြန်မာ2025ပြိုင်ပွဲအတွက်မိထီလာကိုစားပြုအနေနဲ့ဝင်ရောက်ရှင်ပြိုင်နေတာဖြစ်ပါတယ်။အလှမဲ့တယောက်အနေနဲ့ဝါသနာပါချောင်းကိုမသိခဲ့ရသလိုအလှမဲ့နဲ့ပတ်သက်တဲ့ scale တွေကိုလည်းဘာတစ်ခုမှချပြခဲ့ခြင်းမရှိပါဘူး။ swimsuit နဲ့ခန္ဓာကိုယ်ကောက်ချောင်းတွေကိုလည်းမချပြဘဲဇူလိုင်ဝင့်ထဲကစင်ပေါ်ကိုချက်ချင်းတက်ကဝင်ရောက်ရှင်ပြိုင်ခဲ့တာပါ။ Miss Universe မိထီလာ2025အတွက်ပြိုင်ပွဲဝင်တွေရဲ့ပုံကိုချပြလာတဲ့အချိန်မှတောင်ဇူလိုင်ဝင့်ထဲက Miss Universe မြန်မာကိုစားပြုပြိုင်ဖို့စီစဉ်နေမှသိလိုက်ကြရတာပါ။ swimsuit ဝတ်စုံတွေနဲ့ရှင်ပြိုင်ဖို့ရိုက်ပြထားတဲ့ပုံတွေကိုကြည့်ကြတဲ့အချိန်မှာပရိသတ်တွေကလုံးဝကိုအားမရကြပါဘူးပုံထဲမှာဇူလိုင်ဝင့်ထဲကအစီတွေကိုအရန်ကိုတက်နေခဲ့တာပါဘိုက်ခေါက်ကထွက်ကခါပြောက်သလိုဖြစ်နေတဲ့ပုံတွေကြောင့်ဒါအလှမဲ့ပြိုင်မဲ့သူလားဆိုတဲ့မေးခွန်းတွေနဲ့ဝေဖန်ခံနေရပါတယ်အလှမဲ့တယောက်ဖြစ်ဖို့ဆိုရင်ခန္ဓာကိုယ်အချိုးစားညီနေမှသာပြည့်စုံမှာလို့အားလုံးကယူဆကြတာပါbrain level မမြင့်ဘူးဆိုရင်တောင်ခန္ဓာကိုယ်ကြော်ရှင်းကအလှတရားနဲ့ပြည့်စုံမယ်ဆိုရင်မျက်နှာပန်းလှတာကြောင့်ဖြစ်ပါတယ်အားလုံးကအလှမယ်နဲ့မတူပဲတာမန်ပဲလို့ဝေဖန်နေခဲ့ပေမဲ့ဇူလိုင်ဝင့်ထဲက final ပွဲမှာ Miss Universe မိထီလောင်2025ရဲ့ဝင်းနာဆုကိုရရှိသွားပါတယ်ဒါကြောင့် Miss Universe 2025အလှမယ်ဖြစ်လာဖို့အတွက်ကိုစားပြုရှင်ပြိုင်ကြမယ့်အလှမယ်တွေထဲကတယောက်ဖြစ်လာခဲ့ပါပြီမြန်မာနိုင်ငံကိုစားပြုအလှမယ်တယောက်ဖြစ်လာဖို့ကလည်းခွင့်ရရှိသွားပြီမို့ဇူလိုင်ဝင့်ထဲကစွမ်းကုန်ပြင်ဆင်သွားတော့မှာပါခန္ဓာကိုယ်နဲ့ပတ်သက်ပြီးပရိသတ်တွေဝေဖန်သလိုသူမမပြည့်စုံသေးဘူးဆိုတာကိုလည်းဝန်ခံလာခဲ့ပါတယ်မပြည့်စုံသေးတဲ့အတွက်လည်းဇူလိုင်ဝင့်ထဲကအကောင်းဆုံးဖြစ်အောင်ပြင်ဆင်သွားမှာပါခန္ဓာကိုယ်တွေမကပဲခက်ဝက်ပိုင်းကိုလည်းဆရာနဲ့အတူရပ်ပိုင်းတွင်အမြန်နှုံးစနစ်နဲ့တင်ကြားသွားမှာပါဖိုင်နယ်ပြိုင်ပွဲမရောက်ခင်အထိသူမပြင်ဆင်ခြင်းရှိသေးတယ်လို့ဇူလိုင်ဝင့်ထဲကတော့ခံယူထားပါတယ်ဒါအပြင် project အတွက်လည်းခုကလေးကပြင်ဆင်နေမှာဖြစ်တယ်လို့ဘူးတုတကြွယ်ဝအောင်လည်းလေ့လာမှာပါအခုချိန်ထိတော့ Miss Universe မြန်မာ2025အတွက်ရေပန်းအစားဆုံးအလှမဲ့ရေလို့မထွက်ပေါ်လာသေးပါဘူးခန္ဓာကိုယ်ကြောင့်အလှမဲ့မဖြစ်ထိုက်ဘူးလို့ဝေဖန်နေကြပေမဲ့ Miss Universe ကိုစားပြုအလှမဲ့ဖြစ်ရွေးချယ်ခံလိုက်ရတဲ့အစောတော်ဇူလိုင်ဝင့်ထဲပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခတ်ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ